အားလုံးပဲမင်္ဂလာပါ No Secret Japanese Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကကြတော့ခန်းကြီးဘူးရှုပေါ့နော်ဘူးရှုရဲ့အဆက်ဖြစ်တဲ့နံပါတ်၄ဖြစ်ပါတယ်ခန်းကြီး radical တွေကိုစမ်းစရာသင်ကြားပေးနေတာဖြစ်ပါတယ်ဒီနေ့ကကြတော့နံပါတ်၄ကိုသွားမယ်ပေါ့နော်ဒါကကြတော့ပထမဆုံးတစ်ခုနံပါတ်၄ကကြတော့ဒီသူ့မှာရှိရဲ့အတန်တွေကမီယာခိုတိုရှိပေါ့နော်သူ့ရဲ့အထိပ္ပယ်ကကြတော့မြို့ပြမြို့တော်လို့ခေါ်တယ်သူ့ရဲ့ဆွဲချက်လေးရာဆိုရင်ဒီမှာပြထားတဲ့အတိုင်းဖြစ်တယ်ပေါ့နော်အောက်မှာဆိုရင်သူ့ရဲ့ဆွဲချက်တွေကိုဆွဲချက်တွေရဲ့အစိတ်အပိုင်းတစ်ချက်ချင်းစီကိုပြန်ပြီးတော့ရှင်းပြထားတာရှိရပေါ့နော်အားလေးကိုအရင်ဆုံးသွားကြည့်မယ်ဒီဟာကကြတော့ mono shot လို့ခေါ်ရပေါ့နော်သူ့ရဲ့အထိပ္ပယ်ကကြတော့လူပုဂ္ဂိုလ်ပေါ့နော်ဒါသူ့ရဲ့အထိပ္ပယ်က mono shot လူပုဂ္ဂိုလ်ဒီအောက်တစ်ဆင့်မှာထပ်ပြီးတော့သွားကြည့်မယ်ဆိုရင်ဒီ mono ဟာဆိုရင်ဘာရပေါင်းထားရလဲဆိုရင် oyi kamuri ဒီအစိတ်အပိုင်းလေးကို oyi kamuri လို့ခေါ်တယ်သူကကြတော့ o ပေါ့နော် o တော့ဟောင်းတော့အသက်ကြီးတော့လို့အဓိပ္ပာယ်ရပါတယ်ဒါကကြတော့ oyi kamuri ဟောင်းနှံတော့ပေါ့နော်ဟောင်းနှံတော့ဆိုတဲ့အစိတ်အပိုင်းလေးရယ်နောက်တစ်ခုကကြတော့ hihan ကကြတော့နေဒါမှမဟုတ်နေရက်နေဆိုတာကောင်းကင်ဘဝနေဒါကကြတော့နေရက်ဒိတ်တွေပေါ့နော်အဲ့ဒီနှစ်ခုပေါင်းထားတာဆိုရင် mono shot လူပုဂ္ဂိုလ်လို့ခေါ်တယ်ပေါ့နော်ဒီအောက်ဆုံးတစ်ခုပေါ့နော်ဒီအနောက်ကအစိတ်ပိုင်းလေးရာဆိုရင်ဘာလို့ခေါ်လဲဆိုရင် osato လို့ခေါ်တယ် village country city လို့ခေါ်တယ်ဒါဆိုရင် village ဆိုရင်ကျေးရွာတွေပေါ့နော် country ဆိုရင်နိုင်ငံတွေ city ကကြမြို့တော်တွေအဲ့ဒါကိုဂျပန်လိုဘယ်လိုခေါ်လဲဆိုရင်သူ့ရဲ့ခန်းကြီး radical လေးက osato လို့ခေါ်တယ် osato အဲ့တော့ဒီအစိတ်အပိုင်းနေအောက်ကအစိတ်ပိုင်းနေအားလုံးကိုပြန်ပြီးတော့ပေါင်းလိုက်မယ်ဆိုရင်မီယာခိုတိုရှိလို့ခေါ်တဲ့မြို့ပြမြို့တော်လို့ခေါ်တဲ့အစိတ်အပိုင်းခန်းကြီးလေးတစ်လုံးရပါမယ်ပေါ့နော်အဲ့တော့အစအနေအဆုံးခါတိုင်းလိုပဲပြန်ပြီးတော့တိုင်ပေးပါမယ်ဒီအစိတ်အပိုင်းလေးကိုတော့မီယာခိုတိုရှိမြို့ပြမြို့တော်မီယာခိုတိုရှိမြို့ပြမြို့တော်mono shot လူပုဂ္ဂိုလ် mono shot လူပုဂ္ဂိုလ် oyi kamuri o တော်ဟောင်းတော် oyi kamuri o တော်ဟောင်းတော် hihan နေရက် hihan နေရက် osato village country city osato village country city ဒီနေ့ကတော့ဒီလောက်ပါပဲ